ဒါကဘလို့မြို့တစ်မြို့လဲဒီနေရာမှာရေကန်နဲ့တောတောင်တို့အချင်းချင်းပွေဖက်ကြပြီးပန်းတွေထာဝရပွင့်လန်းကြကရာသီလေးပါးစလုံးຫນွေဥရာသီနဲ့တူပါတယ်ပင်လယ်ကမ်းခြေမြို့ရဲ့ရိုမန်တစ်ဆန်မှုရှိပြီးကုန်းပြင်းမြင့်တောက်ပတဲ့ပလဲလုံးပြင်းချီရေကန်ရဲ့ခြေပြက်မှုလည်းရှိပါတယ်ပြင်းချီရေကန်ရဲ့မြူဆိုင်တဲ့ရေပြင်ကမိုင်းရချီကျဲပြန်ရှီစန်းတောင်ကရှီလျားကစိန်လန်းစုပြီးခွေကောက်တဲ့ရိတ်တာလန်တွေကကြပြားဆန်နဲ့နေထိုင်မှုဘဝနဲ့ချိတ်ဆက်ထားပါတယ်ဒီနေရာမှာຫນွေဥလေတွေနဲ့တောတောင်ရေမြေရှိပြီးလူနေမှုအငွေ့သက်တွေနဲ့လည်းရှင်တွဲနေပါတယ်။သမိုင်းယဉ်ကျေးမှုနာမည်ကျော်မြို့အနေနဲ့ကျွဲဝတဲ့အမွေအနှစ်တွေရှိပါတယ်။ရိုးရာယူနန်အော်ပရာဆက်တီဆိုတန်နဲ့အရက်ဘတ်ဂီတာတို့ဟာဒီနေရာမှာထိတွေ့ပေါင်းစပ်နေပါတယ်။နှစ်ပေါင်းထောင်ချီသမိုင်းကြောင်းကဒေတာခန်တွေရဲ့နေစဉ်ဘဝထဲမှာတက်ဝင်နေစေ။ဒီနေရာမှာတောင်တွေကမြို့တစ်မြို့ရဲ့အသက်ရှူခြင်းဖြစ်ပြီးတိတ်ဆိတ်စွာမရက်မနာရှင်သန်လာနေပါတယ်။ရေတွေကစီးဆင်းနေတဲ့ဂီတသင်္ကေတဖန်လုံမြစ်ဟာမြို့ထဲမှာဖြတ်တန်းစီးဆင်းပြီးဆူဆွမြေတွေကစိန်လန်းစုပြေးလေးရှိပါတယ်။ဒီနေရာကပန်းတွေရဲ့နိုင်ငံအာရှပန်းမြို့တော်တုံနံပန်းစည်းကနေညာမပြတ်မွေးကြိုင်ပြီးလေးပါးရာသီပန်းတွေအလဲကျပွင့်ဖူးလေးရှိပါတယ်။ကိုမင်းမြို့ဟာတကားဖွင့်ပြီးအားလုံးပါဝင်နိုင်တဲ့မြို့တစ်မြို့ဖြစ်ပါတယ်။သမိုင်းနဲ့အနာဂတ်ဒီနေရာမှာပဲ့တင်ထက်ကြပြီးရိုးရာနဲ့စံတည်တည်ထွေမှုဒီနေရာမှာအတူတကွကားခုံကဒေတာထူခြားချက်နဲ့ပြည်ပရင်ကျေးမှုဒီနေရာမှာအချင်းချင်းပေါင်းဆက်ကြပါတယ်春城有庆昆明欢迎你ယခုအခါကိုမင်းမြို့ကကောင်းမွန်လာပါမှုအလုံးကိုအသင့်ပြင်ဆင်ထားပါပြီ။ကဘာတဝန်းထန်စိတ်ရမှန်နဲ့ဖိတ်ခေါ်လိုက်ပါတယ်။ကျွန်ုပ်တို့မင်းကိုလာဖို့ခင်မင်းရင်းနှီးစွာဖိတ်ခေါ်အပ်ပါတယ်။ရေကန်တဲ့တောင်တန်းအကြားကကိုမင်းမြို့ကိုတွေ့မြင်ပါ။လူနေမှုအငွေ့သက်တွေထဲကကိုမင်းမြို့ကိုတွေ့ကြုံခံစားပါ။ຫນွေဥရာသီနဲ့တူတဲ့ကိုမင်းမြို့ကိုယူဆောင်သွားပါ။2026ခုနှစ်မှာຫນွေဦးမြို့တော်ကိုမင်းမြို့ကဖိတ်ခေါ်ပါတယ်။တရုတ်နိုင်ငံကိုမင်းမြို့မှာမင်းနဲ့တွေ့ဆုံဖို့မျှော်လင့်ပါတယ်။春城有请，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 有请，有请，昆明昆明，欢迎你。